Hello. Hello. Ta oza uji hone ba bodi aucho ye mu pasan ta shin bi wa la. မရှိရတော့ကျွန်တော်ကမနေ့ကချိန်ထားတယ် ဟာလားအေးပြီးတော့ဒါဟိုမှာနေ့ကူလေးတော့ဟိုဥစားပါတယ်အမေတဲ့ဗါလေအခုသူတို့မနေ့ပြန်ကပသိမ်ကနေပြီးတော့တန်းပြီးတော့သူတို့သင်တန်းကြောင်တန်းသွားမှာတဲ့ ဟုတ်တယ်ကျွန်တော်က2သိန်းလို့2သိန်းလွှဲပေးရတယ် ဟာလား ဟုတ် ဘလူကိုလွှဲပေးတာ ဟောဒီတူလေးကိုလေ လူလေးကိုလွှဲပေးတာ2သိန်းလူတွေဆို ဟုတ်တယ်သူ2သိန်းလို့ဆိုဝေးကောင်းတယ် ဟုတ်တော့ပြတာ3သိန်း 2သိန်း 2သိန်းအဲ့ဒါဆိုရင်နေ့ကျယူရဘယ်လောက်ရှိပါလဲ ဟွာရှိပါတော့ကျွန်တော်ရှိရဆိုကိုကျော်ပါပြီပေါ့ ကိုသိန်းကျော်ပါပြီ ဟုတ် ကိုသိန်းကျော်ပါပြီဆိုတော့ဒေါ်နေဟိုတည်းကဗာလဲဟိုဥစားပါတယ်ဒေါ်ကြီးကိုလွှဲပေးတာပထမ3သိန်းခွဲအမပထမ1သိန်းခွဲအဲ့ဒါတွေပါ ကုန်ပါ တသိန်းရနောက်ပထမ1သိန်း2သိန်းခွဲဟိုတနေ့က3သိန်း5သိန်းခွဲဟိုတနေ့ဒီပေါ့ ဟုတ် ဟာလား သူ့လမ်းလွှဲပေးရတယ်ဟုတ် လမ်းလွှဲပေးလိုက်သေးတယ်ဟာလားအေး ဘယ်လောက်လဲပြောတာသူ မိုင်းတို့ပြောတော့ပထမအသားကိုဘယ်လောက်နဲ့လို့ပြောလဲ ကျွန်တော်ဈေးတော့မပြောရဘူးသူကိုဒီဈေးကြီးအောင်မသူတို့ ਨੇ အေးပြောမယ်ဒေါ်ကြီးတို့ပြောတော့ကဟိုဒါပါတယ်ဟိုနင်းလို့ပြောတယ်65သိန်းလို့ပြောတယ်ဟုတ်လား ကျွန်တော်တို့90နဲ့ညှိလာကြောင်ပြောနေအညှိလာတယ်စဉ်းစားတယ် အေး90နဲ့အဲ့တော့ဟိုဥစားပါတယ်အုတ်ကြီးတော်ဘောဘလို့ညှိဒါမဲ့တို့အုတ်ကြီးကိုဟိုပြန်လည်းမပြောနိုင်ဘူးကိုကြီးပဲစကားကြလားတို့ကြီးကိုပေးရမှာ तू က80ပဲပေးမယ်လို့ပြောတာသိလားဟုတ်ကဲ့ပုံကြရှိတယ်အဲ့တော့ဒီမှာနေစစ်လေ तू က80ပေးမယ်လို့ပြောတယ်နေကပြောလိုက်လို့အကောင်လေးတွေ80ပဲပေးရတာမဟုတ်ဘူးလားလို့အဲ့လိုပဲပြောလိုက် ဟုတ်တယ်ကျွန်တော်ဒီမှာပေါက်တာအဲ့လိုပေါက်ပါ အေး तू က80ပဲငါတို့ပေးမှာဒါမဲ့ तू ကကုန်ပတ်တိကြီးရှိရပေါ့နော်ဟိုဘွားဒီလာနေတဲ့အေးခုနကနေကြည့်ပြီးတော့ပြောလိုက်လေငါပြောတယ်လို့မပြောနဲ့တည်းဟုတ်ကဲ့အဲ့ဒါဆိုရင်မနေ့ကဆိုနေကျိတ်တွေပို့ဝင်မှာပေါ့ မနေ့ကကျွန်တော်ညနေတော့မှချိန်တာကျွန်တော်မနေ့ကတင်နေနေတော့ဒီဆိုမိုးချုံရအောင်ချိန်ပါလေ အေးဟုတ်ပြီကမ်းလာတော့မနေ့ကကြာရင်ဒေါ်လေးဆောင်နေလိုက်မလေ ဟုတ်ကဲ့အေးအဲ့ဒါတော့နေမနေသူတို့နဲ့ညှိလိုက်လေဒေါ်ကြီးကပြောနေသဘောပေါက်သွားပြီမလား ပေါက်တယ်အေးအဲ့ဒေါ်ကြီးပြောမပြောနေလေဟိုကပ်ပလီပြောတဲ့အနေမျိုးနဲ့ပဲတင်ပြောလိုက်သိလား ရကျွန်တော်ပြောရသည် အေးပြီးရောခလေးကို80ပဲပေးရတာဆိုလို့အဲ့လိုပဲပြောလိုက်လေ အဲ့လိုမပြောရကျွန်တော်တောင်းမစစ်လိုက်မယ် အေးဟုတ်ပြီဟုတ်အဲ့ဒါဆိုရင်မဒေါ်ကြီးမနေ့ကကြာရင်စောင့်နေမယ်ဒီမှာဟိုစားဒေါ်ကြီးလည်းလှုပ်ရှားလေးရှိလို့ ဟုတ်ကဲ့အေးအဲ့ဒါပဲနော် ဟုတ်ကဲ့ရောက်ပြီဆိုပေးရမှာတောင်းမယ် ပေးရမတောင်းဝင်သူတို့တောင်းဝင်လေငါပြောတာဆဲအောင်လုံးနေကမလားအခုသင်တန်းအောင်ရောက်တာတော့မပေးချင်သေးဘူးဆိုတော့ ကိုသားလည်းလိုက်ပြီးကိုသားလည်းလုပ်ပြီးအခုပြောနေပုံကသူတို့ပြောနေပုံကနင်းစဉ်းစားကြည့်လေအင်းနဲ့ဟိုဥစားတဲ့ဗါတဲ့ဟိုက16ရက်ထဲမှာတဲ့ကပလီပါလာမလားသူတို့ကြည်အောင်မှာဆိုတော့သူတို့ကြည့်စရာမလိုဘူးဟုတ်လားငါပြောတာသူတို့အစားလုံးကပြောထားနင်းရှင်တွေပြောထားလေတကယ်လို့တော့မှကပလီကဆေးမအောင်ခဲ့တော့မှယူထားတဲ့ပတ်စံတပြားမှပေးစရာမလိုဘူးသူ့ပတ်စံကပြောတာမဟုတ်ဘူးလားဟမ်မင်းဆေးမအောင်ခဲ့တော့အဲ့ဟိုပြန်လွတ်ချင်တော့မှနင်သားရဲ့ပတ်စံ360 80လုံးနင်အလကားရမှာလေးမပါမဆိုသူ့ပတ်စံကပြောတာလေဟမ်အခုဆေးရလို့ဟိုကယူနီဖောင်းနဲ့သင်တန်းမှာရောက်နေပြီအဲ့ကတော့ပြရတယ်အဲ့ဒါသင်တန်းကြောင့်တက်တာမဟုတ်လို့ဘာလဲအားရညာအများရဲ့ယူနီဖောင်းထုတ်ပေးမလားလို့ဟမ်သင်တန်းမတက်ဖက်နဲ့နေပလက်ဒီလေလူကမတက်ရင်လက်ဖက်ထုတ်တက်တယ်ဆိုတာကိုပြလိုက်မယ်လေနေပလက်ဒီအခုငါပြဒီနေ့တနေ့ကြည့်လိုက်မယ်ငါဘက်ကဖောင်းဖြစ်မှာသူတို့မနေ့ကတနေ့ကြည့်လိုက်မယ်မနေ့ကညနေ9:00 6:00အထိငါ့ရွအဲ့ငွေမရောက်လာဘူးဆိုလို့ငါလုပ်ပြီးလို့ပြောပါတိုင်းထိတက်မယ်ဘိုးတက်ဟဲ့တက်မယ်ပေါ့ကုန်မလေးတွေကြိုက်တော့ကုန်မလေးတွေအဲ့ပတ်စံနဲ့အစနဲ့ကုန်မလေးတွေ ဘာလို့ကလာလို့မရဘူးရောလာပြီးတော့အခုပြီးတော့နောက်ပြောတယ်ဆိုတော့တာဝန်လို့ပေးလိုက်ပြီးတော့အေးလေရောက်ဝကယုံနေဟိုဘက်ယုံနေဟိုတဲ့ရောက်ဝကယုံရင်ပြန်ချိတ်နေတာတဲ့နော်ပြန်ချိတ်နေနေတဲ့အဲ့ပတ်စံကုန်မယ်တဲ့အဲ့သူကငါမလုပ်ရဲဘူးထင်နေတာငါလုပ်ရဲတယ်ဆိုတော့သူတို့ငါပြမယ်လေညီကြည့်လိုက်အေးဒါပဲအေးဟာအလောက်ကစောကြည့်မရှိဟုတ်ဟယ်လိုရုံးလေးငါ့ကြီးကိုရောက်တာမဟုတ်ဘူးဟိုမှာပါလာဟိုမှာ
အေးအဲ့ဒါကြောင့်နင့်ကိုပြောတယ်လေငါသိတည်တယ်လို့ပြောတယ်လေနင့်ကိုငါအခုဒီကြီးကိုလာနေတာရုံးကိုလာနေတယ်အေး တော့ငါညီမပြောတာနေငါညီမပြောငါနေမပြောလို့ငါဘယ်လိုပြော ဟောငါလည်းပြောတာလေငါလည်းနင့်ကိုသိလို့သိတဲ့အကြောင်းပြောတာဟိုမှာပေးလိုက်တယ်လူရဲ့အကြောင်းပြောတာဟိုကတေချာတိကျပြလို့ငါလောကောနဲ့ဖမ်းထားတာဗောဟဲ့ဒီကတော့ကြာလူဆိုတာပြောလို့ရမှာပေါက်ပန်းလေးတွေကိုပြောတဲ့ထဲမှာသို့လို့ငါရှိပဲရောက်လို့ငါပဲမပေးစိုးလို့ ဟောအဲ့ဒါတော့ကိုယ်တငယ်ချင်းတော့ကိုယုံပြီးသားနေရငါ့ကိုအဲ့လိုလုပ်မလားဟဲ့ငါလည်းအသိမ်းမောင်းများစွာချမ်းသာတဲ့အကောင်ကငါလုပ်မလားအဲ့ဒါတော့ငါသိရပေါ့သူများလုပ်မှာဆိုလို့ငါတိကျသွားတယ်နင့်ကိုပြောတာပေါ့နေမလုပ်ဘူးဆိုတော့သိတာပေါ့နေနဲ့ငါနဲ့ငငယ်လေးတွေပေါင်းလာတဲ့ဟာနေเจ้าကမသိပဲနေတယောက်เจ้าတယောက်သိနေတဲ့ဟာ မမရဘူး အခုလာနေတဲ့နေ့ရှိကိုနေ လာတော့ငါဘုံခေါ်မှာနေသားဒီဘက်ကနေတယ်ဒီမှာနေလို့ရမယ်ပတ်ကနေနဲ့ အခုလာနေတငယ်ချင်းဒါပဲဟယ်လို ဟယ်လို မိုးစားပါတယ်တကယ်ဆက်ပြီးသွားပြီလားဥပကဥပက ငါပဲငါ့ကိုဒါပဲငါ့ကိုရတက်သွားမယ်ဘက်ကဟိုပြန်လာလို့ရှိရင်လို့ဒါပဲပတ်စံပြီးရမယ် ပြီးရော ဘယ်လိုလဲဖြစ်နေကြတာလဲလို့ပတ်စံမပြောက်ပါဘူးမရုပ်ရောပါဘူး ဘလို့ဖြစ်မလဲမပါရဲ့ဒီကိုသားသမီးတယောက်လုံးတော့ပါသွားပြီလေနေမသိဘူးလား နေသားလည်းမသိရတော့ပါတော့မှန်တယ်လေဘလူပဲဒီလိုပတ်စံလုံးပါလေနေသားတော့မှပဲတကူသုံးနေတယ်အခုခြေသိမ်းကြည့်ပါမလားငါပြောနေရရှင်းရှင်းလေးမပေးရင်တော့နေလို့တပြားမှတော့ပေးမှာမဟုတ်ဘူးငါပြောရှင်းရှင်းငါတို့ရဲ့လောက်ခိုင်းလို့ကိုနေလို့ပတ်စံတပြားချက်မလျော့ရဘူးလို့ငါပြောတယ်မလားအနေနဲ့အများပဲရှိတယ်အနေနဲ့အများလို့အခုမနေ့ကသွေးရောက်ကဒီနေ့မှတရင်ရတယ်ဟိုမှာလည်းဟိုတက်လာတဲ့ဒိသိက်ကတက်လာတာလောက်တာတက်လာတာဝေးဒီမှာငါတို့ဒီညနေလည်းပြောဘူးပါဒါချင်းမို့ပဲရှိရတာခဏလေးဆောင်ပြီဘယ်လိုဖြစ်တာလဲလို့တို့ဟာကြီးပြီးရောဒီလိုပတ်စံတပြားချက်မလျော့ရ